အမေမင်္ဂလာပါဒီနေ့မှာတော့အနာဂတ်ရန်ကုန်မြို့ကြီးအတွက်အလွန်ရေးပါတယ်2013ခုနှစ်ကတည်းကစနစ်အကျရေးဆွဲခဲ့တဲ့မဟာဗျူဟာစီမံကိန်းကြီးအကြောင်းကိုအသေးစိတ်ဖောက်တည်ထော်သွားမှာဖြစ်ပါတယ်ဆယ်စုနှစ်ပေါင်းများစွာစာရန်ကုန်မြို့ရဲ့အနာဂတ်ပုံစံကိုဘယ်လိုများစိတ်ကူးရင်ပုံဖော်ထားသလဲတကယ်တမ်းလက်တွေ့မှာတော့ဘယ်လိုစိန်ခေါ်မှုတွေကိုကျော်လွှားဖို့ရည်ရွယ်ထားသလဲဆိုတာတွေကိုဒီကနေ့တင်ဆက်မှုကနေတဆင့်အတူတူလေ့လာကြည့်ကြရအောင်ကဲအချိန်မဆွဲတော့ပဲဒီအကြောင်းတွေကိုတိုက်ရိုက်ပဲဝင်လိုက်ကြရအောင်နောက်ခံအခြေအနေလေးကိုရင်ပြောပြချင်ပါတယ်2010ခုနှစ်အချက်လက်တီအရဆိုရင်ပဲရန်ကုန်မြို့ဟာလူဦးရေ9.10လီတန်းအထိရှိနေပြီဖြစ်ပြီးအလွန်လျင်မြန်တဲ့မြို့ပြချဲထုံမှုတွေနဲ့ရင်ဆိုင်နေရပါပြီဒီအထဲမှာဟောင်းနှွမ်းနေပြီဖြစ်တဲ့အခြေခံစောင့်အောင်တွေကလည်းရေရှည်အတွက်စင်ခေါ်မှုကြီးတစ်ခုဖြစ်နေပါပဲဒီလောက်တိုးကွာလာတဲ့လူဦးရေနဲ့စီးပွားရေးအရွယ်ကိုခံနိုင်ရရှိဖို့ဆိုရင်အခုလိုပတ်စုံလန်းချုံနိုင်တဲ့မဟာဗျူဟာစီမံကိန်းကြီးတစ်ခုမရှိမဖြစ်ကိုလိုအပ်လာတာပါဒီအိမ်မှာစီမံကိန်းကြီးကိုအလွယ်တကူမြင်သာသွားအောင်အပိုင်း၅ပိုင်းခွဲပြီးရှင်းပြသွားပါမယ်။၁ရန်ကုန်မြို့ပြ area မိတ်ဆက်၂2040ခုနှစ်အတွက်ကြီးမားသောမျှော်မှန်းချက်၃မြို့ပြချူခင်းကိုပြန်လည်တည်ဆောက်ခြင်း၄အခြေခံစောက်အောင်များအစီအမံတင်ခြင်းနဲ့၅အကောင့်ထဲပေါ်မဲ့မဟာဗျူဟာဆိုပြီးအခြေတဝင့်လေ့လာသွားကြပါမယ်။ပထမဆုံးအနေနဲ့အပိုင်း၁ဖြစ်တဲ့ရန်ကုန်မြို့မြောက် area ကိုစပြီးမိတ်ဆက်ပေးပါမယ်။ဒီစီမံကိန်းရဲ့ပြစ်မှတ် area ကိုကြည့်လိုက်ရင်ရန်ကုန်မြို့တွင်တက်တာမကဘူးဆိုတာတွေ့ရပါလိမ့်မယ်။ကြောက်တန်းတန်လင်းလှဲခူမှော်ဘီထန်းတပင်နဲ့တွန်တေးစတဲ့ဆက်ဆက်နေတဲ့မြို့နယ်6ခုရဲ့အစိပ်ပလိုင်းတွေပါဝင်ပါတယ်။စုစုပေါင်းစရင်ကီလိုမီတာ1000မိုင်35ထိကျယ်ဝန်းပါတယ်။စဉ်းစားကြည့်ပါ။ဒါမျိုးတွင်းကိုမှချင်းချင်းလေးအာယုံစိုက်ထားတာမျိုးမဟုတ်ပဲစင်ကြေဖုံနဲ့ဆက်ဆက် area တွေကိုပါတပါးတည်းပေါင်းဆက်ပြီးအေယာမမြို့ပြစီမံကိန်းကြီးတစ်ခုအဖြစ်ခြုံငုံရေးဆွဲထားတာပါ။ဆက်ပြီးတော့အပိုင်းနှစ်ဖြစ်တဲ့2040ခုနှစ်အတွက်ကြီးမားတဲ့မျှော်မှန်းချက်တွေစီတွားလိုက်ရအောင်။စီမံကိန်းရဲ့အထူးမျှော်မှန်းချက်ကိုဒီကဗျာဆန်းဆန်းစာသားပြီးနဲ့ဖော်ပြထားပါတယ်။ငင်းချမ်းပြီးချစ်စရာကောင်းသောရန်ကုန်စိန်လန်းပြီးရွှေအောင်လွှမ်းတော်မျိုးတဲ့အလုံးကိုစိတ်ကူးရင်ဆန်ပြီးလှပတဲ့ရီမှန်းချက်ပါပဲမြို့ပြကိုအကြီးကျယ်ခင်မီတိုးတက်အောင်တည်ဆောက်မှမမေမဲ့အခြားတစ်ဖက်မှာလည်းတမိုင်းမိန်ရင်ကျင်းမှုအမွေနှစ်တဲ့တပါဝါပဝင်းချင်းနဲ့မြို့သူမြို့သားလေးရဲ့တတန့်တတာရှိမှုတွေအကြားအကောင်းဆုံးဟန်ချက်ညီအောင်ထိမ့်သိမ်းသွားဖို့ရည်ရွယ်ထားတာပါဒီနေရာမှာအန်တိုးစရာအကောင်းဆုံးအချက်တစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့2020ခုနှစ်အတွက်ခန့်မှန်းထားတဲ့လူဦးရေပါပဲခဏမဟုတ်ပါဘူးလူဦးရေစစ်တန်းကျော်အထိရောက်လာမယ်လို့တွက်ချက်ထားပါတယ်နှစ်စဉ်တိုးတက်နှုန်းနဲ့တမတ်6ရာခိုင်နှုန်းရဲ့ဒီလောက်များပြားလာတဲ့လူဦးရေပေါက်ကွဲမှုကိုစီမံကိန်းရေးဆွဲသူတွေကကြိုတင်ခန့်မှန်းပြီးပြင်ဆင်ထားရတာပါလူဦးရေစစ်တန်းကျော်ဆိုတာထာမန်မြို့ပြစနစ်ဟောင်းကြီးနေတော့လုံးဝကိုကင်တွယ်နိုင်မှာမဟုတ်ပါဘူးလူဦးရေတိုးလာတာနဲ့အမျှစီးပွားရေးကလည်းလိုက်နိုင်ဖို့လိုတယ်လေ2040ခုနှစ်ရောက်ရင်လူတအိုးချင်းစီရဲ့ဒေတာတွဲအစားတင်ထုတ်လုပ်မှုတန်ဖိုး GDP ဟာအမေရိကန်ဒေါ်လာတန်းဆောင်4029အထိရောက်လာဖို့မျှော်မှန်းထားတာပါဒါဟာနှစ်စဉ်6.5ရာခိုင်နှုန်းတိုးတက်လာဖို့လိုအပ်ပြီးရန်ကုန်ဒေသရဲ့စီးပွားရေးအခြေအနေကိုလုံးဝပြောင်းလဲပေးမဲ့အလွန်ရည်မှန်းချက်ကြီးတဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။ဒီလိုစီးပွားရေးအရှိန်အဟုန်ကောင်းဖို့ဆိုရင်အခြေခံကောင်းသည့်အများကြီးဖန်တီးပေးရမှာတော့မယ်။ဒါဆိုဒီလောက်များတဲ့လူတွေစီးပွားရေးတွေအတွက်မြို့ပြကိုဘယ်လိုပုံဖော်မလဲ။အပိုင်းထုံးမြို့ပြရှုခင်းကိုပြန်လည်တည်ဆောက်ခြင်းကိုဆက်ကြည့်ကြရအောင်။ဒီပြဿနာကိုဖြေရှင်းဖို့အလွန်အရေးကြီးတဲ့မြို့ပြစီမံကိန်းတဘောတရားတစ်ခုခုကိုအသုံးပြုထားပါရဲ့။အဲ့ဒါကတော့မြို့ပြချောင်းချာနေရာတဲ့ခွဲထုတ်တည်ဆောက်ခြင်း။တနည်းအားဖြင့် subcenter စနစ်ပါပဲ။စဉ်းစားကြည့်ပါအားလုံးကမျိုးလေခေါင်းတနေရာထဲမှာပဲစုပြုံနေရင်မျိုးကြီးရေရှည်မှာရပ်တည်နိုင်မှာမလားအဲ့တော့လူဦးရေနဲ့စီးပွားရေးလုပ်ငန်းတွေကိုမျိုးလေခွဲအသစ်တွေစီဖြန့်ခွဲချထားပေးမှာဖြစ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ရန်ကြောပိတ်ဆို့မှုမဲ့လူနေထူထပ်မှုတန်းကြောင့်အတွင်းပိုင်းမျိုးပြစနစ်ကြီးပြိုလဲမတော့အောင်ကောက်ကွယ်ပေးမဲ့အသက်ကယ်အနည်းပြိုဟာတစ်ခုလို့အဒီလင်းဆိုနိုင်ပါတယ်တစ်ဖက်မှာလည်းအလောက်ကိုင်းတဲ့စီးပွားရေးအတွက်ဟက်တာ9300ကအထိကျယ်ဝန်းတဲ့စက်မှုစုံတွေကိုအကြီးကျယ်တိုးချဲ့တည်ဆောက်ဖို့ရှိပါတယ်ဒါပေမဲ့စက်မှုထွန်းကားရေးတက်တက်ပဲလုပ်သွားမှလားဆိုတာမဟုတ်ပါဘူးရန်ကုန်မြောက်တောင်စိမ့်လန်းမှုဝင်ရိုးဆိုတဲ့တဘာဝပတ်ဝန်းကျင်နဲ့စိုက်ပျိုးရေး area တွေကိုပါရှင်းတွဲထိန်းသိမ်းတော့မဲ့အလွန်ထင်ဝဲတဲ့ဟန်ချက်ညီမှုကိုမြင်တွေ့ရမှာပါမြို့ပြတိုးတက်ရေးနဲ့တဘာဝပတ်ဝန်းကျင်ကိုအချိုးကျကျပေါင်းစပ်ပေးထားတာပါအခုအပိုင်းလေးအခြေခံအဆောက်အုံဒီအစမြင့်တင်ခြင်းအပိုင်းကိုရောက်လာပါပြီဒီအင်ဂျင်ကြီးလက်ပတ်ဖူပါရီလုံးလဲကြည့်အောင်ကဲဒါတွေဘလို့ဆက်ဖြစ်လာမလဲဆိုတာကြည့်လိုက်ရအောင်ပါဆက်စုံနဲ့များစွာကြာမြင့်မဲ့ဒီစီမံကိန်းကြီးဟာလမ်းကြောင်းမှန်ပေါ်မှာအများရှိနေစေဖို့လိုပါတယ်ဒါကြောင့်ရေတို2018ရေလန်း2025ရေရှည်2035နဲ့ပင်မနှစ်2040ဆိုပြီးအချိန်ကာလအဆင့်လိုက်မှတ်တိုင်းနေသေးကြသတ်မှတ်ထားတာကိုတွေ့ရပါတယ်ဒီလိုချိန်စရာနဲ့စနစ်တကျမလုပ်ရင်စီမံကိန်းကြီးကလမ်းချော်သွားနိုင်တယ်လीဒီမှာအမခန်းအစစ်မြင့်တင်မှုတွေကိုခက်မြက်မြက်လေးကြည့်လိုက်ရအောင်အရှိ132ကီလိုမီတာရှိမဲ့အမြန်ရထားလမ်းပိုင်းအသစ်9ခုမြို့ပတ်ပင်ပအဝေးပြေးလမ်းလေးနိုင်ငံတကာကုန်စည်ပို့ဆောင်ရေးအတွက်လေးစိတ်နဲ့စိတ်ကန်းအသစ်တွေကြီးဆောင်မှာပါဒီမကသေးဘူးနော်နေ့စဉ်သုံးရေတန်းစမှုအမိုက်စွန့်ပြမှုစနစ်နဲ့လက်စမီရရှိရေးစတဲ့အရာအလုံးကိုပါတပြိုင်နက်တည်းအရှင်ဟုန်နဲ့တိုးချက်လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါဟာတကယ့်ကိုကြီးမားလာတဲ့ယင်းနှမြတ်နယ်မှုကြီးတစ်ခုပါပဲနောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်းကအကောင့်အထည်ဖော်မဲ့မဟာဗျူဟာကိုဆက်သွားပါမယ်ဒီလောက်ကြီးတဲ့အစီအစဉ်ကိုလက်တွေ့ဘယ်လိုပုံဖော်မလဲဒီအချက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလေမျိုးပြစီမံခန့်ခွဲမှုအပိုင်းရဲ့အတွက်ဦးစားပေးစီမံကိန်း26ခုသာရှိပေမဲ့အခြေခံအစအောင်တိဆောက်ရေးရဲ့အတွက်ကတော့စီမံကိန်း50ခုခုအထိနှစ်ဆနီးပါးကိုဦးစားပေးထားတာတွေ့ရပါတယ်ဒါဟာဘာကိုဆိုလိုတယ်လဲဆိုတော့စီမံကိန်းအစိုးပိုင်းကာလတွေမှာမျိုးပြစီမံခန့်ခွဲမှုတွေမလုပ်ခင်ရုပ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံတွေကိုအရင်ဆုံးအခိုင်အမာချထားဖို့လိုအပ်တယ်ဆိုတာကိုမိမောင်းထိုးပြနေတာပါ။အိုမြေခိုင်မာအဆောက်အအုံကခိုင်မာမှာကိုဒီလောက်ကြီးမားတဲ့စာရွက်ပေါ်ကစီမံကိန်းကြီးရဲ့နောက်ကလူသားတွေရဲ့အခန်းကဏ္ဍကိုလည်းလိလူရှုထားလို့မရပါဘူး။အခုတွေ့နေရတာတွေဟာလက်တွေ့အကောင့်ထဲပေါ်ဖို့စီစဉ်နေကြတဲ့ကော်မတီဝင်တွေနဲ့အုပ်ချုပ်ရေးပိုင်းကတာဝန်ရှိသူတွေရဲ့ကြိုးပမ်းအားထုတ်မှုတွေပါ
ဒီစီမံကိန်းကြီးထိမြောက်လာဖို့ဆိုတာအဖွဲ့အစည်းပေါင်းစုံရဲ့ညီနိုင်ဆောင်ရွက်မှုတွေမဖြစ်မနေလိုအပ်ထည့်ပါတယ် ဒီနေရာမှာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကလည်းအရေးကြီးပါတယ်ဒီလိုပြည်စုံတဲ့လေ့လာဆန်းစစ်မှုတွေနဲ့မူချမ်းရေးဆွဲရမှာဂျပန်ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီဂျစ်ကလို့နိုင်ငံတကာအဖွဲ့အစည်းရဲ့ဤပညာပိုင်းဆိုင်ရာပူးပေါင်းပါဝင်မှုကလည်းအလွန်အရေးပါခဲ့တာကိုမှတ်တမ်းတရားထွေးမြင်နိုင်ပါတယ်မျိုးပြတစ်ခုဖြုံဖြိုးဖို့ပြည်တွင်းတာမကနိုင်ငံတကာကျွမ်းကျင်မှုတွေပါပေါင်းစပ်ခဲ့ရတာဖြစ်ပါတယ် မိကုံးချုပ်အနေနဲ့အားလုံးကိုဒီမေးခွန်းလေးစဉ်းစားကြည့်စေချင်ပါတယ်အနှစ်30စာရေးဆွဲထားတဲ့ဒီလိုကြီးမားခမ်းနားတဲ့စားရွက်ပေါ်ကမူချမ်းကြီးတစ်ခုဟာနေ့စဉ်နဲ့အမျှရှင်တန်ပြောင်းလဲနေတဲ့အရာမှာမျိုးကြီးတစ်မျိုးရဲ့ကြိုတဲ့မခန့်မှန်းနိုင်တဲ့ပြောင်းလဲမှုလေးနဲ့ဘလို့များလဲလျောညီထွေဖြစ်အောင်အသက်သွင်းသွားမလဲဆိုတာပါပဲမျိုးပြဆိုတော့အုတ်နိုင်ရအနေနဲ့ပဲတိစောက်ထားတာမဟုတ်ပဲလူတွေနဲ့ဖွဲ့စည်းထားပြီးအမြဲအသက်ဝင်လှုပ်ရှားနေတဲ့အရာဖြစ်ပါတယ်ဒါကြောင့်ဒီစီမံကိန်းကြီးရဲ့ရေရှည်ကုန်းထက်မှုဟာအင်မကန်စိတ်ဝင်စားဖို့ကောင်းလာပါတယ်ဒီကနေ့တင်ဆက်ခဲ့တဲ့အချက်လက်တွေကနေတဆင့်ရန်ကုန်မြို့ရဲ့အနာဂတ်အတွက်ဆက်လက်ပြီးလေ့လာတွေ့တော့နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အချိန်ပေးပြီးနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်